ကျွန်တော်အလောက်က10မိနစ်လောက်ပဲကျန်တော့တာမို့လို့ဒီဟာလေးကိုမြန်ပြီးအောင်လုပ်ပြီးအိမ်ပြန်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်အလုပ်ထဲမှာစိတ်နှစ်ထားတော့မှရှိသေးတယ်တယောက်ခြေထုံးပြီးရှောက်လာတဲ့အတန်ကိုကြားလိုက်ရတဲ့စာအုပ်တွေကိုမြန်ဆွဲယူပြီးစာကြည့်တိုက်ထဲကနေထွက်ပြေးခဲ့တယ်ကျွန်တော်တို့ကျောင်းစာကြည့်တိုက်ရဲ့အပြင်ဘက်မှာအလွန်ရှည်လျားတဲ့လမ်းကြားတစ်ခုရှိတယ်အဲ့ဒီလမ်းကြားရဲ့အဆုံးမှာညာဘက်ကိုလှည့်လိုက်ရင်ကျောင်းရဲ့အထွက်ပေါက်ကိုတွေ့ရမှာပါကျွန်တော်လမ်းကြားအတိုင်းတို့အားခဲ့တဲ့အထွက်ပေါက်ကိုမြန်ဆန်ကတ်နေပါပြီအဲ့ဒီလမ်းကြားရဲ့အဆုံးမှာမိမတယောက်ရက်နေတာကိုတွေးလိုက်ရတဲ့အခါဘယ်သူလဲဆိုတာကျွန်တော်မသိခဲ့ဘူးဒါပေမဲ့ကျွန်တော်ပိုနီးလာလေးပိုအဆင်မပြေမှုခံစားရလေးပါပဲကျွန်တော်အရင်အဆင်မပြေတာကြောင့်လှမ်းခေါ်လိုက်တယ်ဘယ်သူလဲလို့မေးလိုက်တာနဲ့သူမဟာစက္ကန့်အနည်းငယ်အတွင်းပျောက်ကွယ်သွားတယ်ကျွန်တော်တပြင်းချလိုက်တယ်ပင်ပန်းနွမ်းနယ်မှုနဲ့ပိုက်ဆာမှုကြောင့်ကျွန်တော်ရှေ့တကားကနေထွက်ခဲ့တယ်လမ်းကောင်းတော့မလျှောက်နိုင်ခဲ့ဘူးဒါပေမဲ့လမ်းမကြီးဟာအံ့ဩဖွယ်ကောင်းလောက်အောင်လုံးဝလူမရှိတာကိုသတိထားမိတယ်ဒီလမ်းမကြီးကပုံမှန်ဆိုရင်အရန်စီကားနေတာမို့လို့ဒါဟာအလွန်ထူးဆန်းတဲ့ကိစ္စပါပဲညအချိန်မှာတော့လမ်းပေါ်မှာလူတွေလမ်းလျှောက်နေတာကိုမြင်ရတဲ့စိုးရိမ်ထိတ်လန့်မှုနဲ့ကြောက်ရွံ့မှုကြောင့်ကျွန်တော်လမ်းလျှောက်နေတော့မြေကြီးကိုပဲစိုက်ကြည့်နေခဲ့တယ်အိမ်နီးနားရောက်ခါနီးမှာပဲကျွန်တော်မြေပေါ်မှာကျွန်တော်စီကိုရှေ့ထွက်လာတဲ့အရေးတစ်ခုကိုရုတ်တရက်မြင်လိုက်ရတယ်ကျွန်တော်ပတ်ဝန်းကျင်မှာဘယ်သူမှမရှိပေမဲ့ကြွကျွန်တော်ခေါင်းမောကြည့်လိုက်တဲ့အခါကျွန်တော်ရှေ့ကနေရှောက်လာတဲ့မိန်းမတစ်ယောက်ကိုတွေးလိုက်ရတယ်သူမကိုအရန်ထူးဆန်းနေတာတွေးလိုက်ရတယ်သူမဟာမတန်ဆွမ်းသူတစ်ယောက်လိုထင်ရပြီးလမ်းလျှောက်ရတာအခက်အခဲရှိနေပုံရတယ်သူမဟာအရန်နှေးကွေးစွာရှောက်နေတာကြောင့်ကျွန်တော်မကြခင်မှာပဲသူမကိုလိုက်မိသွားတယ်အခုကျွန်တော်သူမနဲ့အရန်နီးကပ်နေပါပြီသူမကိုအရန်နီးကပ်နေတာကြောင့်ကျွန်တော်သူမကိုရှင်းလင်းမြင်နိုင်ခဲ့တယ်သူမဟာစုပ်ပြတ်နေတဲ့ညစ်ပတ်နေတဲ့အဝတ်အစားတွေဝတ်ဆင်ထားပြီးသူမရဲ့လက်တွေနဲ့ခြေထောက်တွေဟာကွေးကောက်နေတယ်ဒါအပြင်သူမရဲ့စပင်တွေဟာအရန်ရှုပ်ပွားနေပုံရတယ်ကျွန်တော်ဒါကိုအရန်ထူးဆန်းနေတာကြောင့်ရက်တန်သွားတယ်ကျွန်တော်ရဲ့အတွင်းစိတ်ကဒီမိမစီကိုပုံမကပ်ဖို့အကြိမ်ပြောနေတယ်သူမကိုကြော်လွန်ပြီးရှောက်သွားဖို့တတိတောင်မရှိခဲ့ဘူးတုံလုံးမှုကြောင့်ကျွန်တော်စကားတခွန်းတောင်မပြောနိုင်ခဲ့ဘူးကျွန်တော်ရဲ့အုံနောက်ဟာထုံကျင်သွားတယ်သူမရဲ့ထူးဆန်းတဲ့မေးခွန်းကိုဘယ်လိုဖြေရမလဲကျွန်တော်မသိခဲ့ဘူးကြောက်ရွံ့မှုကြောင့်ကျွန်တော်အဝေးကြီးကိုလက်ညှိုးထိုးပြလိုက်တယ်ဟိုဘက်လားသူမကိုထွက်သွားစေခြင်းယုံပါပဲသူမကျွန်တော်လက်ညှိုးထိုးပြတဲ့နေရာကိုခြေထုံးပြီးသွားခဲ့တယ်သူမဟာကျွန်တော်သူမကိုမမြင်ရတော့တဲ့အထိအဝေးကြီးကိုသွားခဲ့တယ်